ဒီကနေ့2015ခုနှစ်ဝင်မာလ19ရက်နေ့မှာကျင်းပပြုလုပ်နေတဲ့လာကိုပြည်သူ့အခြေခံပညာတာရန်ကျောင်းရဲ့စတမအချိန်မြောက်ပညာရေးရှင်စုပ်ပေးဝတ်ကဏ္ဍကြီးမှာပျော်ရွှင်ဝဲမြောက်စွာဒေဆော့သွားပြီးလာလာဖဖနဲ့ရှင်ပါလျက်ရှိနေပါတယ်ဒီနေ့လိုအကွမ်းနာကြီးကိုကြွားရောက်လာကြတဲ့လူကြီးမိဘများမလုံးဆရာများဘုံသေးကြီးဘုံဘုံကြီးများကျောင်းဆရာကြီးများဟန်မကြီးဘလော့မကြီးများနဲ့အတူအဲ့ဒီတော်များအားလုံးကိုမင်္ဂလာပါလို့တဲစားစွာလောက်ကွန်းဆက်တာအပ်ပါတယ်ခင်ဗျကျွန်တော်ကတော့မြန်မာနိုင်ငံပြည်တော်ပြည်နယ်ရှင်သာလီချဲရွာဇာတိဖြစ်ပြီးအပါလို့မဟာမဆားတယ်တော့တော်ရှောင်းမတော်တော့ရဲ့လောင်းတဲ့တော့အားကောရတနာမဟာမကြီးဖြစ်ပြီးလိုက်မှုပြေသူအခြေခံကြီးများအားရကြောင်းမှာတော့မာတဲ့ချောင်းသားတော်လည်းဖြစ်ပါတယ်။အကြောင်းစုံကိုကိုနေမှာပဲဒီကနေ့ရဲ့အသက်တာရဲ့အကြံဉာဏ်တွေတော့ဆဲကွာထွက်ပြက်လာခဲ့ရပါတယ်။ထွက်ပြက်လာတာနဲ့ဝိလာတဲ့နိုင်ငံကိုရောက်ရှိလာပြီးသူကကာလအဖြစ်စနေကြပြီးမှခွဲလိုက်ခဲ့တယ်။လိုက်ကွန်းပြေသူအခြေခံပညာတားတဲ့ထုံးမှပဲအဲ့ဒီအခြေကနေဒီကနေ့အချင်းတိမရောက်မပြောစာတင်စီကိုလည်းတဒနာရှိနေပါတယ်။ဆိုတော့ဒီလိုလာတာနဲ့အမြဒီနေ့မှာတော့ကျွန်တော်အထက်ပေါ်6လကျော်သူများရဲ့ကိုစားအနေနဲ့ကျွန်တော်မဟာမကြီးကြီးကဒီလိုအပန်းနာကြီးနော်ရှေးတို့တင်စကားဖြောက်ခဲ့ရတာဟာအကြီးမဆိုဘုံတဲ့တကောကိုပြန်စားရပါတယ်ကျောင်းတက်လာတဲ့ပထမနေ့ကတည်းကစဆရာတပတောင်းချင်းစီဟာမပြောင်းပဲပင်ပန်းနဲ့ဒီကြပူကြပဲခဲ့ပြီးတင်ပြသမျှကိုလည်းအောင်မြင်စွာနဲ့မြင့်မို့စွာဖြစ်ကျိုးစားဖဲတဲ့အကျိုးတော်ရဲ့အာနိသင်ကြောင့်ကျွန်တော်တို့မှာဒီနေ့လိုအခမ်းအနားကြီးကိုထည့်ရွက်ပေါ်ပေါ်လာတာအကျိုးလည်းပြီးကျောင်းဆရာကြီးဆရာဦးစောဘော်ရဲ့ဦးဆောင်တဲ့စီမံကန့်ကွက်မှုလူဆရာကြီးဆရာဦးအဗ္ဗူလ်မတလောင်နဲ့ကျန်တဲ့ရှင်းတို့ချင်းချင်းပြည့်တဲ့ဆရာတော်ရဲ့ကိုယ်ကအထောက်နေရွယ်မှုတွေအောင်စောတူတဲ့ရအတွက်အရေးကြီးတဲ့အတော့ပေါ်ဖြစ်နေပါတယ်။ဒါကြောင့်စာတုံကြားရမှာမရောက်မပြောသာဝင်တင်းဆောင်ဖဲနေတဲ့ဆရာတွေတော်ချင်းစီကိုလေဒီနေရာကနေကျွန်တော်တူတဲ့စာပြီးရှင်းစိုးတင်ထိပါကြောင့်ပြောကြလိုပါတယ်ပြီးတော့ဒီလိုဒုက္ခတိဘဝနဲ့ရေလာရယူတော့အဆဆာအရာရောင်ကိုကြီးပန်းဖို့ပန်းနေတဲ့ငွေကျိတ်စာရေးခင်းရနဲ့လူအရှဲတွေကိုမပြတ်မကွက်စော်ရွက်ဖဲနေတဲ့ဒုတိယရှင်းစိုးခြင်းကြီးဖြစ်တဲ့မိဘတွေကိုလေရှင်းစိုးတင်ထိပါကြောင့်ပြောကြလိုပါတယ်စောပြည့်ရှင်းစိုးခြင်းဆရာသမားတွေရောအမြဲတိုက်တွန်းလိုဖြစ်နေတဲ့လူကြီးမိဘတွေပါဒီနေ့လို့ကျွန်တော်အောင်မြင်ဖို့ရဲ့အကြောင်းရဲ့အကြီးဆုံးတစ်ခုဖြစ်ပါတယ်လို့ကျွန်တော်ယူချင်မိပါတယ်သူပြင်မိအကျဉ်းတော်ဝဲကအမြဲတမ်းတိုက်တွန်းအားဖက်နေတဲ့လူကြီးလူရွယ်နဲ့မိဆွေကောင်းတွေအားလုံးကိုအတူရှိလို့တင်စကားပြောရှင်ပါတယ်ကျွန်တော်ဒီနေ့ရထားတဲ့စိုးရရှိမှုဟာကျွန်တော်တရားအထွေမဟုတ်ပဲမိဘတွေရဲ့များနာဖွင့်အားပေးမှုအတွက်လည်းကျင်ဖို့ကြီးတယ်ဆိုတော့တဲကြပါပဲနော်လာနဲ့နေ့တွေမှာလည်းဆရာကြီးတွေလဲရွယ်တမျှထိုင်တဲ့တရားအောင်မြေရတဲ့ဘယေမနာကျိုးစားသွားမယ်လို့ဒီနေရာကနေဒီတိကျွဲပါတယ်နော်မောင်မှာလည်းပဲဒီတဲမှာကဒီလိုအကန့်နဲ့ကြည့်လို့ကိုအောင်မြင်စွာနဲ့ကျိုးကြနိုင်ပြီဆိုတာကိုလည်းညွှန်ချက်မိပါတယ်အတူရှိသောတင်ရှိပါကြောင်းပြောရင်းနဲ့ကျွန်တော်ပြန်လဲစကားကိုဒီကနေနှစ်ခွန်းရှောက်ရစီခင်ဗျအားလုံးကိုရှေ့ဆုံးတင်ပါတယ်အစလာဝါအလိုင်ကုမ်ဝါရတ်တူလာဟီဝါဘတ်ကတ်